ဒီ comment လေးကို reply ပြန်ပေးပါမယ်ဒီနေ့ဒီ video ကတော့ dumbbell မျိုးတွေကိုသုံးပြီးတော့လက်မောင်းပတ်လေအရှိနဲ့နောက်ဘေးဘယ်လိုထိအောင်ကစားမလဲဆိုတာကို knowledge sharing လုပ်ပေးမှာပဲဖြစ်ပါတယ်ဒီမှာလဲလိုက်လို့ရသလိုအိမ်မှာလဲလိုက်လို့အဆင်ပြေအောင်လွယ်ကူရိုးရှင်းတဲ့ကစားနည်းလေးတွေကိုမျှဝေပေးမှာမို့ဒီ video ကိုအဆုံးထိကြည့်လိုက်ရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေထိုင်မှုပုံစံအမားတွေအကြောင်းဖြစ်တဲ့ဒူးနာခါနာပခုံးနာဇက်ကြောတက်ဝေဒနာတွေကိုလေ့ကျင့်ခန်းဖြစ်တက်တာပြောက်ကင်းအောင်ပြုလုပ်ပေးနေတဲ့ healthy lifestyle personal trainer ပိုင်ဆိုးပဲဖြစ်ပါတယ်ခင်ဗျာ okay ကျွန်တော်တို့လက်မောင်းကြီးဖို့ hypertrophy လေ့ကျင့်ခန်းဖြစ်တဲ့အတွက်ကြောင့်12ကြိမ်3ကြောကနေစမယ်လက်မောင်းကထပ်မကြီးလာတော့ဘူးဆိုရင်12ကြိမ်4ကြော5ကြော6ကြောတဖြည်းဖြည်းအကြော့ရည်တိုးသွားလို့ရတယ် okay ဒါဆိုရင်ကျွန်တော်တို့လေ့ကျင့်ခန်းလေးစလိုက်ရအောင် bicep လေးကနေစမယ် bicep ရဲ့ကျွန်တော်တို့အပြင်ဘက်ချမ်းလေးကိုသွားမယ်ဆိုတော့လက်မောင်းလေးကွေးလိုက်ဆက်လိုက်ဒါပါပဲဒါဆိုရင်ကျွန်တော်တို့အပြင်လေးကိုပို့ထိတယ်နောက်တစ်ခုအတွင်းကိုပို့သွားခြင်းတယ်ပေါ့နော်အတွင်းကိုပို့သွားခြင်းတယ်ဆိုရင်ကျွန်တော်တို့ပခုံးလေးကိုနောက်ပို့ရေမက်လေးဖွင့်ထားလိုက်ပြီးရင်ဒီတိုင်းလေး rotate လဲပြီးတော့ဟို lift မမယ်လဲပြီးတော့ပဲဆင်းမယ်လဲပြီးတော့မမယ်ဒါဆိုရင်အတွင်းထဲကိုပို့ခံစားမိလိမ့်မယ် tricep သွားမယ်ကျွန်တော်တို့ tricep ကိုတော့ကျမ်းမြင်မှာပဲအိပ်ပြီးတော့သွားမယ်ပထမဆုံးကျွန်တော်တို့ long head လို့ခေါ်တဲ့နောက်ကအခြေကြီးပေါ့နော် muscle ကြီးအတွက်ကျွန်တော်တို့ရေမက်လေးပခုံးလေးဖွင့်တာပြီးရင်လက်ကိုအပေါ်ဆက်မယ်ဒီလို90ဒီမဟုတ်ဘဲနဲ့နောက်ကိုနည်းနည်းလေးယူထားတယ်ရေမက်လေးဖွင့်ထားတယ်ပခုံးလေးနောက်ကိုပို့တာအဲ့ရမှတစ်ဆင့်ဒီမှာပေါ့နော်ဒီ long head ဆိုတဲ့ muscle ကြီးအတွက်အဲ့မှာဒီလက်မောင်းကမလှုပ်တော့ဘဲနဲ့လက်ဖြံလေးပဲထိန်းစင်းတယ်ပြီးရင်ကျွန်တော်တို့ gain နဲ့ land ပေါက်သလို tax ဆမ်းမယ်ထိန်းစင်းစမ်းတော့လက်ကိုပခုံးလေပဲနိုင်ဆန်တယ်ပြီးလို့ရှိရင်တထောင်လေးပဲဘေးကိုကားပြီးတော့ရင်မက်စီကိုအလေးလေးကချတဲ့ခံစားချက်လေးပေါ့နော်တဲ့ပဲပေါ့နော်လက်ကကတ်သွားတော့ပိုကားတာတော့မရှိဘူးကိုဒီကာကြီးပဲကာကြီးတန်ကြီးပဲသွားတယ်စမ်းထုတ်အဲ့ဒါမှဘေးကိုပို့ထိမယ်ဟုတ်ကဲ့ medial head ဆိုတဲ့ tricep မှာခေါင်း3ခေါင်းရှိရယ် muscle 3ခုရှိရယ် medial head ဆိုတဲ့အသေးလေးအတွက်ကကျွန်တော်တို့ reverse ပေါ့နော်ပြောင်းမြန်ထားလိုက်တယ်အလေးကိုပလက်ပြောင်းမြန်ထားလိုက်တယ် and then ပြီးရင်အလေးကိုစမ်းထုတ် yes ဒီအတွင်းလေးပေါ့နော်ထိန်းစင်လက်မောင်းနောက်လေးကိုခံစားမိလိမ့်မယ်စမ်းထုတ်အောက်စင်ထိန်းစင်လက်မောင်းရဲ့အရှင်းနောက်ပြီးသွားပြီဆိုရင်လက်မောင်းရဲ့အရှင်းနောက်ရဲ့ဂျားထဲမှာ brachialis ဆိုတဲ့ muscle လေးတစ်ခုကျန်သေးတယ်အဲ့ muscle လေးကိုလည်းကျွန်တော်တို့တွားမယ် so ဒီဟာလေးရိုးလေးပဲပေါ့နော်မားတယ်တူထုတဲ့ hammer car လို့လည်းခေါ်တယ်ပေါ့နော် lift မားတယ်ထိန်းစင်ဒီလက်မောင်းရဲ့ဘေးလေးပေါ့နော် bicep နဲ့ tricep ဂျားလေးရဲ့အဲ့ muscle လေးကိုလည်းကစားပေးဖို့လိုအပ်ပါတယ်ဒါဆိုရင်တော့လက်မောင်းရဲ့ပတ်လေးအကုန်ပြည့်သွားပါပြီဒါလို့ဆိုလက်မောင်းကြည့်အောင်ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမလဲဆိုတာကိုသိလောက်ပြီထင်ပါတယ်ဒီထက်ပိုပြီးတိတိကျကျလုပ်ချင်ရင်တော့ကျွန်တော်နဲ့အနီးကပ် personal training လုပ်လို့ရပါတယ်ဒါရောက်ပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ